မင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာတော့အကြောင်းအမျိုးမျိုးကြောင့်စိတ်ဓာတ်ကျနေတဲ့သူများအတွက်စိတ်ခွန်အားဖြစ်စေမဲ့စာကြောင်း90ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အောင်မြင်မှုဆိုတာမရမနာစူးစမ်းနေသူကိုနှစ်သက်ပါတယ်စိတ်အေးချမ်းသာခြင်းကစိတ်ဓာတ်ခိုင်မာခြင်းရဲ့အစပဲဖြစ်ပါတယ်အချိန်ကိုတန်ဖိုးထားသူကဘဝကိုတန်ဖိုးထားသူပါပဲမအောင်မြင်သေးတာကမအောင်မြင်တော့ဘူးလို့မဆိုလိုပါဘူးကိုယ်လမ်းကိုကိုယုံကြည်ပြီးရှောက်လန်းပါမိမိရဲ့တန်ဖိုးကိုတပါးသူတွေရဲ့အမြင်နဲ့မတိုင်းတာပါနဲ့အပြုံးတပွင့်ကစိတ်ကိုပေါ့ပါစေပါတယ်ခွင့်လွှတ်ခြင်းကကိုယ်စိတ်ကိုလွတ်မြောက်စေပါတယ်အတိတ်ကိုသင်ခန်းစာအဖြစ်ယူပြီးအနာဂတ်ကိုတတိနဲ့တည်ဆောက်ပါအကောင်းမြင်စိတ်ကအခွင့်အလမ်းကိုမြင်သာစေပါတယ်မင်းထင်ထားတာတဲ့မင်းကပိုပြီးခိုင်မာပါတယ်အားလုံးအစီမပြေနေတဲ့နေ့တွေကိုလည်းအတူတူဖြတ်တန်းသွားရမှာပါပဲစိတ်ရှည်ခြင်းကအောင်မြင်မှုရဲ့မိတ်ဆွေကောင်းပါကိုနေ့တိုင်းနည်းနည်းချင်းပိုကောင်းနေအောင်အမြဲတမ်းလှုပ်ဆောင်နေပါစတင်ရဲတဲ့သူကအခြားသူတွေထက်ပိုပြီးအောင်မြင်မှုနဲ့နှိစပ်ပါတယ်အိမ်မက်တွေကိုလွယ်လေးနဲ့လက်မလျှော့လိုက်ပါနဲ့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ရင်ဆုံးဖြတ်ချက်တွေကလည်းပုံမကောင်းမွန်လာပါမယ်အကောင်းဆုံးသောအချိန်ကလက်ရှိအချိန်ပဲဖြစ်ပါတယ်တိတ်ကလေးစူးစမ်းပြီးရလနဲ့ပြောပြပါမဖြစ်နိုင်ဘူးဆိုတာမစူးစမ်းသေးသူတွေရဲ့လက်သုံးစကားပါအမားတွေကမင်းကိုပို့ပြီးတော်လာအောင်သင်ပေးနိုင်ပါတယ်ကိုချစ်တတ်ခြင်းကအကောင်းဆုံးသောစွမ်းအားတစ်ခုပါမင်းရဲ့စိတ်ဓာတ်ကမင်းရဲ့အနာဂတ်ကိုဖန်တီးပေးပါတယ်တနေ့ကိုတလန်းချင်းစီပုံမှန်ရှောက်လန်းသွားပါမင်းရဲ့အလင်းကိုဘယ်သူကမှမဖုံးကွယ်နိုင်ပါဘူးအောင်မြင်မှုဟာလွယ်နဲ့စိတ်မလျှော့တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်နေတိုင်းဟာအသစ်စတင်ဖို့အတွက်အခွင့်အရေးတွေပါတင်းငယ်တဲ့အလေးအကျင့်တွေကဘဝကြီးတစ်ခုလုံးကိုပြောင်းလဲပေးနိုင်ပါတယ်စိတ်ကောင်းရှိရင်လမ်းကောင်းလေးတွေပွင့်လာပါမယ်ကိုယ့်ရဲ့အရှိန်နဲ့ကိုအရွေ့တိုးတက်နေပါဘဝကပြိုင်ပွဲတွေမဟုတ်ပါဘူးကိုခီးကိုသာကိုရှောက်လန်းနေရတာပါအခက်အခဲတွေကမင်းကိုရပ်တန့်သွားဖို့မဟုတ်ပဲတန်မာစီဖို့ရောက်လာတာပါဒီနေ့လုံနိုင်တာကိုမနေ့ဖြန်အထိမရွှေ့ပါနဲ့မင်းရဲ့အကောင်းဆုံးနေ့တွေအရှိမအများကြီးရှိနေသေးတယ်စိတ်ကောင်းအတွေးကောင်းကဘဝကိုလှပစေပါတယ်အေးချမ်းနေတဲ့စိတ်ကအောင်မြင်မှုထက်တန်ဖိုးရှိပါတယ်မင်းရှောက်နေတဲ့လမ်းကမင်းဘဝအတွက်အသီးအပွင့်တွေပဲဖြစ်ပါတယ်ယုံကြည်မှုနဲ့သာရှောက်လန်းပါဒီနေ့ကိုအကောင်းဆုံးဖြတ်သန်းနိုင်ရင်မနေ့ဖြန်ကပို့ပြီးတောက်ပလာပါလိမ့်မယ်
နှင်းနေတာထက်ရမနေဖို့ကပိုပြီးအရေးကြီးပါတယ်အခက်ခဲတိုင်းကနေပြီးတော့သင်ခန်းစာတစ်ခုခုပြန်ပြီးယူပါမင်းကိုယုံကြည်တဲ့သူတွေမရှိရင်တော့ကိုတော့အမြဲတမ်းယုံကြည်ပါအဖြည်းဖြည်းတိုးတက်ခြင်းကမတိုးတက်ခြင်းထက်အမြဲသာလွန်ပါတယ်မိုးရွာပြီးရင်နေထွက်လာတယ်လို့အခက်အခဲပြီးရင်လည်းအခွင့်အရေးတွေရောက်လာတတ်စမြဲပါကိုရှော့မတွက်လိုက်ပါနဲ့တင်းငယ်တဲ့ခြေလမ်းတွေကကြီးမားတဲ့အောင်မြင်မှုတွေကိုဦးတည်ပါတယ်ဒီနေ့ရဲ့စ조사မှုကမနှက်ဖြန်ရဲ့အောင်မြင်မှုကိုတိဆောက်ပေးနေတဲ့သုတ်တခြားပါအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အရေးကြီးဆုံးကလွယ်နဲ့မစွန့်လွတ်တတ်တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်ကိုယုံကြည်မှုရှိတဲ့သူဟာအခွင့်အရေးတွေကိုစောင့်မနေပဲကိုယ်တိုင်ဖန်တီးတတ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါနားဆင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုအကျိုးရှိတဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်ဆိုရင် like and share လုပ်ပြီးအားပေးနိုင်ပါတယ်နောက်ထပ်စိတ်ခွန်အားပေးတဲ့ဘဝတိုးတက်ရေးဆိုင်ရာဗီဒီယိုတွေကိုလို့မသွားစေဖို့ subscribe လေးကိုလည်းနှိပ်ထားပေးနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ